မင်္ဂလာပါရှင်2026ခုနှစ်မေလ30ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နာရီအတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာကချင်ပြည်နယ်မှာမေလရဲ့ပုံမှန်ပူချိန်ထက်3ဒီဂရီဆယ်စီယပ်နဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမေလရဲ့ပုံမှန်ပူချိန်တို့ထက်2ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာမေလရဲ့ပုံမှန်ပူချိန်တို့အောက်2ဒီဂရီဆယ်စီယပ်လျော့နေခဲ့ကကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမေလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်2026ခုနှစ်မေလ29ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူခြားတဲ့နေ့ပူချိန်အခြေအနေများမှာခန္တီမြို့မှာ36.8ဒီဂရီဆယ်စီယပ်ညောင်ဦးမြို့မှာ36.5ဒီဂရီဆယ်စီယပ်ကလေးဝါမြို့မှာ36.3ဒီဂရီဆယ်စီယပ်မော်လိုင်းမြို့နဲ့ရေဦးမြို့တို့မှာ36ဒီဂရီဆယ်စီယပ်စီကလေးမြို့မှာ35.8ဒီဂရီဆယ်စီယပ်မြစ်ကြီးနားမြို့မှာ35.6ဒီဂရီဆယ်စီယပ်နဲ့မင်းဘူးမြို့ဟုံးမလင်းမြို့နဲ့မိုးညင်းမြို့တို့မှာ35.5ဒီဂရီဆယ်စီယပ်စီတို့ဖြစ်ကြပါတယ်မှတ်သားဖွယ်ရာမိုးရေချိန်များမှာပသိမ်မြို့မှာ9.3ကူလက်မှာအိမ်မဲမြို့မှာ3.94လက်မှာတာပေါင်းမြို့မှာ3.53လက်မှာငတိုင်းချောင်းမြို့မှာ2.83လက်မှာအောင်လန်းမြို့မှာ2.44လက်မှာလက်ပိုတာမြို့မှာ2.43လက်မှာလဲကူမြို့နယ်ပြည်ဦးလင်စည်းပင်ကြီးတို့မှာ2.36လက်မှာစီလောင်ချိုမြို့မှာ2.1လက်မှာကြောက်ဖြူမြို့နယ်မန်အောင်မြို့တို့မှာ2.39လက်မှာစီနဲ့အုပ်ပုံမြို့မှာ2.36လက်မှာတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လေတနအီခွဲအချိန်မိုးလေဝသကြိုးတူမှာဖန်ရရှိတဲ့ပုံအရကပလီပင်လယ်ပြင်မြောက်ပိုင်းမှာတရနေငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တင်မှာတိမ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာတိမ်တင်မှာတိမ်ထူထပ်နေပြီးကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမိုးတိမ်တောင်များဖြစ်ထွန်းနေရရှိကအဆိုပါမိုးတိမ်တောင်များရွှေလျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေမှာလေပြင်းအားလျော့နေနေတာကိုတွေ့ရပါတယ်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းအရှေ့အလယ်ပိုင်းနဲ့အရှေ့မြောက်ပိုင်းတို့မှာမုတ်တုံလေးအားအသင်းတင်မှာအားကောင်းနေပါတယ်မြန်မာပင်လယ်ပြင်မှာမြဝကျွန်းပေါ်မုတ်တမခွေမွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေးပြင်းများကြားရောက်ပြီးလှိုင်းအသင်းတင်မှာလိုင်းကြည့်နိုင်ပါတယ်မိုးသက်လေးပြင်းကြစဉ်ရေပြင်မြေပြင်လေးဟာတနအီကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြဝကျွန်းပေါ်မုတ်တမခွေမွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်ကြံမြမပင်လယ်ပြင်မှာလှိုင်းအသင်းအတင်ရှိပါမယ်လိုင်းမြင့်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။မနက်ဖြန်မနက်အထိခက်မှန်းချက်များအနေနဲ့ကတော့ကယားပြည်နယ်မှာနေရာကျကျစကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာနေရာစိတ်စိတ်နဲ့ချင်းပြည်နယ်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရပြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်
နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမှုထစ်ချုံရပါမယ်။အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆဲလ်စီယပ်63ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ24ဒီဂရီဆဲလ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရပါမယ်။အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆဲလ်စီယပ်63ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ24ဒီဂရီဆဲလ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမှုထစ်ချုံရပါမယ်။အမြင့်ဆုံးအပူချိန်မှာ36ဒီဂရီဆဲလ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ26ဒီဂရီဆဲလ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာမိုးပိုလာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်း2နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်။